TikTok ဗီဒီယိုတွေတင်တဲ့အခါမှာ24နာရီတင် view တက်ချင်တယ်ဆိုလို့ရှိရင် TikTok ရဲ့ update setting ဒီနည်းလေးအတိုင်းသွားပြီးတော့ချိန်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိသွားကြည့်ပေးမယ်။ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိရဆိုရင် comment မှာ yes လို့ရေးခဲ့ပေးမယ်နော်။အရင်ဆုံးကိုယ့်ရဲ့ TikTok account လေးတွေကိုဝင်မယ်။ပြီးရင်တော့ဒီချက်တို့ဒီမှာမြင်း3ချောင်းလေးတွေကိုဝင်လိုက်ပါ။ပြီးရင်နောက်တစ်ဆင့် setting and privacy တွေကိုသွားမယ်။ setting and privacy တွေကိုရောက်ပြီဆိုရင်အပေါ်လေးကိုနည်းနည်းလေးရွှေ့လိုက်ပါ။နောက်တစ်ဆင့်အနေနဲ့ hair center ကိုသွားပါ hair center ကိုရောက်ပြီဆိုလို့ရှိရင်တော့အချက်လေးတို့က following two facts ဆိုတဲ့နေရာလေးပေါ်မှာဒီချက်တို့ဒီမှာမြားကောင်းလေးရှိရဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့ဒါလေးကိုနှိပ်ပြီးရင်တော့ဒီချက်တို့ဒီမှာလက်မလေးနှိပ်ပေးခဲ့ပါပြီးရင်ပြန်ထွက်ပါပြီးရင် typing two facts ဆိုတဲ့နေရာလေးမှာမြားကောင်းလေးတစ်ချက်နှိပ်မယ်အဲ့ဒီမှာလည်းလက်မလေးတစ်ချက်လေးနှိပ်လိုက်ပါပြီးရင်ရှေ့ကိုပြန်ထွက်ပါပြီးရင်ကိုယ့်ရဲ့ TikTok account က for you တဲ့ကိုရောက်စီချင်တာဖြစ်တဲ့အတွက်ကြောင့် for you ဆိုတဲ့နေရာမှာဒီမှာခေါင်းလေးကိုတစ်ချက်နှိပ်ပါအဲ့ဒါလေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီချက်တို့ဒီမှာဆိုလဲလက်မလေးကိုတစ်ချက်လေးနှိပ်ခဲ့ပါပြီးရင်တော့ရှေ့ကိုပြန်ထွက်လို့ရပြီဖြစ်ပါတယ်အဲ့တော့ဒီလို setting နည်းလေးကိုချိန်ထားခြင်းအဖြစ်ချက်ချင်းကြီး view မတက်ပြီမဲ့24နာရီအတွင်းမှာကိုတင်ထားတဲ့ဗီဒီယိုတွေဟာပုံမှန်ထက်ကို view တက်လာမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိရဆိုရင်တခြားသူတွေလည်းသိအောင် share သွားဖို့မမေ့ပါနဲ့နော်နောက်ထပ်သိချင်တာရှိရင်လည်း comment မှာရေးခဲ့လို့ရပါတယ်နော်